တကယ်ဖြစ်ရမှန်ကိုရိုက်ကူးထားတဲ့ Gate Series လုံးဝခဲ့တဲ့စကားတွေကပင်လယ်ဓားပြတွေတင်မောပေါ်ကိုစီးနှင်းတက်ရောက်လာတဲ့အတီးရစရာအခန်းလေးကိုပြောပြပေးသွားမှာပါ။ဆိုမာလီပင်လယ်ဓားပြတွေဟာအရှိန်ပြင်းတဲ့ဆက်လေငယ်နဲ့တင်မောကြီးနောက်ကိုအတင်းလိုက်လာပြီးလေကားကိုအမိအယချိတ်လိုက်နိုင်ပါပြီ။တင်မောပေါ်ကနေရေအရှိန်နဲ့ပတ်ပြီးခုခံနေပေမဲ့လည်းသူတို့ကတော့မလျှော်ရမ်းတက်လာခဲ့ကြတာပါ။ဓားပြတွေတင်မောပေါ်ရောက်လာပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့ကပရိန်ဖီလစ်ဟာသူ့အဖွဲ့သားတွေကိုဘေးကင်းတဲ့နေရာမှာတွားပုံးနေဖို့နဲ့တကားတွေကိုတေးသေးချာချာပိတ်ထားဖို့အရေးပေါ်ညွှန်ကြားလိုက်ပါတယ်။လက်နက်ကင်ထားတဲ့ပင်လယ်ဓားပြ၄ယောက်ဟာတင်မောပေါ်ကိုရောက်နေပြီဖြစ်ကြောင်းကပရိန်ကဝေါ်ကီဒေါ်ကီနဲ့အကြောင်းကြားနေရင်းနဲ့ပဲအခြေအနေတွေဟာတကယ့်ကိုတင်းမာလာခဲ့ပါတယ်။ဓားပြတွေဟာကုန်းပတ်ပေါ်ကနေကပရိန်တို့ရှိရာစီကိုဥတီလာနေပြီဖြစ်ပါတယ်။ကပရိန်ဖီလစ်နဲ့သူ့အဖွဲ့သားတွေဒီဓားပြရန်ကနေဘလို့လွတ်အောင်စူးစမ်းကြမလဲဆိုတာကတော့ရင်ခုန်စရာပါပဲဗျာ။ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ resort area လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်